တော်ကောင်းကျမ်းပါပြုလို့ကြာရတဲ့အချိန်မှာတရားဒေသနာဟောကြားပွဲကျွန်တော်ဖြစ်နိုင်ရင်မဟောချင်ဘူးကျွန်တော်ကဒီမိဘများကိုချီးမွမ်းရမယ့်စာမိဘများကိုတွင်တင်ဆုံးမတဲ့သဘောမျိုးဖြစ်လို့ဒီနှစ်မှာလည်းပဲအစာပထမတုန်းကကျွန်တော်တင်တော်လူကြီးနဲ့အသွင်ယူမှုနဲ့တိုင်ပင်တဲ့အချိန်မှာဒီတစ်ခါလဲကျွန်တော်မဟုတ်ပါရစေကျွန်တော်ဆရာသမားတဲ့ရလေးပဲကိုယ်တလုံးမှာမဟောရသေးတဲ့ဆရာတပါးရှိသေးတဲ့အတွက်ကြောင့်အဲ့ဒီဆရာတပါးကိုပဲဟောခိုင်းရအောင်ဆိုပြီးတော့ကျွန်တော်ဒီမိလာအတွက် worship program တွေလည်းအချမ်းရေးဆွဲထားပြီးပြီဒါပေမဲ့ဘုရားအလိုတော်ရှိလို့လားမသိဘူးအမျိုးသမီးတွေကသူတို့ဒီမာရတဲ့အတွက်အစီအစဉ်ရေးဆွဲလာတဲ့အခါကျတော့ကျွန်တော်ပဲဖြစ်သွားတယ်အဲ့ဒီအတွက်ကြောင့်ဒီနေ့ကျွန်တော်ဘယ်လိုပြောရမလဲမဟောချင်ပဲလေဟောရဖို့အခြေအနေမှာရောက်နေတာဖြစ်ပါတယ်အဲ့လိုပဲကျွန်တော်ဒီနေ့အောင်မြင်သောအမည်တို့မဟုတ်ရင်ထင်ရှားသောအမည်ကျွန်တော်တို့မှာချမ်းသာတိုင်းမှာကြည့်တဲ့အခါမှာကျွန်တော်အမေရေလို့အဖေရေလို့တက်